စကပေါ်တခုရှိပါတယ်ပကက်လွဲတဲ့လက်ဟာလားကဘာကိုကိုင်လုံစေတယ်တဲ့မြန်မာစကပေါ်ရှိတယ်ပကက်လွဲတဲ့လက်ကလေးဟာကဘာကိုကိုင်လုံစေတယ်တဲ့ဒီကနေ့ကဘာပေါ်မှာနာမည်ကြီးတဲ့သူမြောက်များစွာရှိတယ်နာမည်ကြီးတဲ့သူတွေတချို့လူတွေကတရားဟောနာမည်ကြီးတဲ့သူတွေကောင်းစားတဲ့တထေးတကြွယ်တွေလေမြောက်များစွာရှိပါတယ်ဘလိုမျိုးလူပဲဖြစ်ဖြစ်တချိန်တုန်းကမိခင်ရဲ့လက်လေးပေါ်မှာထားပြီးမှပကက်လွဲပြီးမှလွဲခဲ့တဲ့သားသမီးတွေပဲဖြစ်ပါတယ်ဒီမှာထိုင်နေတဲ့သူအားလုံးဟာမိခင်ရှိလို့တင်းနဲ့ကျွန်တော်တို့ကဒီနေရာမှာထိုင်နေတာဖြစ်တယ်ကျွန်တော်တို့ကကြောက်ခဲကနေထွက်ပေါ်လာတဲ့သူတွေမဟုတ်ဘူးမိခင်တွေကအသက်ကိုရေးပြီးမှနော်အတက်ကိုရေးပြီးမှအရာအားလုံးကိုပေးဆက်ပြီးမှအလားအပါတဲ့အားလုံးကိုပေးဆက်ပြီးမှအတက်နဲ့ရေးပြီးမှမွေးဖွားလာတဲ့သားသမီးတွေပဲဖြစ်ပါတယ်လောကမှာမိဘတွေကိုမချင်မဲ့မြည်ပြုတ်တဲ့သူတွေမြောက်များစွာရှိတယ်မိခင်ကိုမိခင်နေရာမှာမထားပဲမလေးစားဘူးမယိုသေးဘူးမိဘစကားကိုနားမထောင်ပဲဂလင်ကစားလုပ်တဲ့သားသမီးတွေလောကကြီးမှာမြောက်များစွာရှိပါတယ်ကျမကိုယ်တိုင်သားသမီးကိုမွေးဘူးတယ်မွေးခဲ့တယ်သားသမီးနှစ်ဦးမွေးခဲ့တယ်သားသမီးကိုမွေးတဲ့ခါမှာဘလောက်ထိဝေဒနာခံစားတယ်လဲဆိုရင်ကျမအသိဆုံးမြေတွေးခဲပေါ်မှာဒီချစ်တော်နဲ့နေပြီးမှတလောင်တဲ့ပုံမှာနော်ချစ်တော်နေပြီးမှခံရတယ်လို့ခံစားရတယ်ဘလို့မပြောပြလို့မရအောင်ဖိုးပြလို့မရအောင်နာကျင်ပြီးမှမွေးဖွားလာခဲ့တာဖြစ်တယ်ဘာမှမနာပဲဘုကနဲ့ထွက်လာတဲ့သားသမီးတွေတယောက်မှမရှိဘူးအသက်နဲ့ရေးပြီးမှအသက်ကိုပမနာမထားပြီးမှသားသမီးကိုမွေးဖွားခဲ့တဲ့မိခင်တွေဖြစ်တယ်ဒါကြောင့်မိခင်တွေဟာဂုဏ်ပြုတ်ထိုက်တဲ့သူဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျမ်းစာထဲမှာမိဘကိုယိုသေးစွာပြုလို့လို့ဘာကြောင့်ပြောထားတယ်လဲဂုဏ်ပြုတ်ထိုက်လို့တက်ကအသက်နဲ့ရေးပြီးမှမွေးဖွားတဲ့မိခင်ဖြစ်တော့ဖြစ်တယ်ဒါကြောင့်ကိုမိခင်ကိုချစ်ရမယ့်အရာကိုသိမရှက်နဲ့မိခင်ရဲ့မနောမိခင်ကိုဂုဏ်ပြုရမယ့်အရာကိုသိမရှက်နဲ့မိခင်ကိုချစ်တဲ့နော်မာမီလို့ပြောရမယ့်စကားလုံးတွေသိမရှက်နဲ့အရှက်တရားမဲ့ဆိုတဲ့ကိုမွေးဖွားပေးခဲ့တာတဲ့ကိုမွေးတဲ့အချိန်မှာအရှက်တရားတွေမရှိတော့ဘူးအရှက်တရားမဲ့ဆိုတဲ့ကိုမွေးဖွားပေးခဲ့တယ်အသက်နဲ့ရင်းမတဲ့ကိုမွေးဖွားပေးခဲ့တယ်ဒါပေမဲ့တရဲ့မိခင်ဖြစ်တဲ့သူကိုတည်းယခုချိန်မှာအသက်ရှင်နေသေးတယ်ဆိုရင်မိခင်ကအသက်ရှင်နေသေးတယ်ဆိုရင်ယနေ့မှစမိခင်ကိုဘယ်တော့မှမစော်ကားနဲ့ယနေ့မှမိခင်ကိုဘယ်တော့မှမယုံမိခင်ရဲ့စကားကိုအပြည့်အဝတင်နားထောင်ပါမိခင်ကိုကျေးဆဲတဲ့သားသမီးတွေလည်းမဖြစ်ပါစေနဲ့ကျမ်းစာထဲမှာရှိတယ်နော်မိဘကိုမယုံမသိလို့တဲ့သူဘာမှမကောင်းစားဘူးဘယ်နေရာပဲရောက်ကောင်းစားခြင်းမရှိဘူးဘယ်နေရာပဲရောက်တင်မင်္ဂလာမရှိဘူးဒါကျမ်းစာထဲမှာပြောထားတယ်နော်ချစ်တော်ညီကိုမောင်နှမတို့ကောင်းစားခြင်းမရှိဘူးဒါကြောင့်မို့မိခင်ကိုပေးထားတဲ့မိခင်ကိုတန်ဖိုးထားပါပြီးမြန်မာဆိုရစကားတခုရှိတယ်မိခင်ကောင်းတရားဟာဆရာတရားထက်တာတယ်လေဘာလို့လဲဆိုငယ်စဉ်ကတည်းကနေမိခင်ကသားသမီးနားမှာနေပြီးမှကောင်းတာရောမကောင်းတာရောအမြဲတမ်းတုံတင်ပေးနေတဲ့မိခင်ဖြစ်တယ်ငါသားဒါဒီလိုမလုပ်နဲ့နော်ငါသမီးဒီလိုမလုပ်နဲ့နော်ဒါမကောင်းဘူးနော်အမြဲတမ်းတုံတင်ဆုံးမပေးနေတဲ့သူလေမိခင်တွေဖြစ်တယ်ဖခင်ကတကတည်းကအနည်းနာမသိမနေနိုင်ဘူးဒါပေမဲ့အနည်းနာမှာလက်သွေးပြီးမှအမြဲတမ်းဆုတောင်းပေးတဲ့သူအမြဲတမ်းသူဒီဆုံးမပေးတဲ့သူကလည်းမိခင်တွေဖြစ်ပါတယ်ဒါပေမဲ့သားသမီးတွေကဘာပြလဲဆိုရင်နည်းနည်းအရွယ်ရောက်လာတဲ့အခါမှာတအားနာကြီးတယ်ပူညူနဲ့ဆူညံနဲ့အေကိုမပြန်ချင်ဘူးဒီဘွားတော်မကဆိုမှပြောတဲ့သားသမီးတွေလည်းမြောက်များစွာရှိနေကျမနားနဲ့ကြားခဲ့ဘူးတယ်အေးဘွားတော်မလေတော်ကိုဆိုးတယ်အပြောကိုပြန်လာအပြောနဲ့မလွတ်ဘူးဆိုမှမိဘကိုဆိုကားတယ်လို့သားသမီးမြောက်များစွာရှိရဲ့ချစ်တော်ညီကိုမောင်နှမတဲ့ကိုပူညံပြောတဲ့အရာလဲတဲ့ကိုလမ်းမရောက်စီဖို့ရတော့လုံနေတာမဟုတ်ဘူးတဲ့ကိုလမ်းတဲ့ကိုရောက်စီဖို့ရတော့မိဘကတဲ့ကိုသူတည်ပေးနေတာပူညံလုံနေတာနေအဲ့ဒီအရာကိုပေးမမဟုတ်မှာတဲ့တရက်နေရရေးစားရလာတဲ့အရာကိုတင်အဲ့ဒီစကားကိုတင်နားမထောင်နဲ့တချို့တွေကမိဘစကားချက်တမင်ရေးစားလင်းမရမဖြစ်သေးဘူးတမင်ရေးစားတဲ့ရေးစားစကားကိုပုံနားထောင်တယ်စလိမ့်မတောင်းနဲ့နော်စိဘာလို့လဲမတောက်တော့ဘူးပြက်ပြီဒါပေမဲ့မိဘကပဲဖြစ်မတောင်းနဲ့နော်ငါသားပြောရင်ဘာလို့လဲပို့ပြီးမှတော့ဖွာပြတာမိဘရှိမှလေပို့ပြီးမှတော့လှုပ်ပြတာရွက်တိုက်ပြီးမှပို့တော့လှုပ်တယ်ချစ်တော်ညီကိုမောင်နှမတို့
ấy từ mi gì ra tiếng gọi tây này gì mà muối pha bê là nằm hồ bu tiếng gọi tây này gì mà muối pha bê là tiếng mi khi tiếng anh nam mà nó âm nhẹ đấy từ tốt này sâu mà đấy tiếng mi khi ya s까 của đi tam bố cha bà bị chứ mà mẹ à bây giờ âm nhẹ đấy ta từ mi này dress suit tao này tông này thà mà mi ta từ mi này dress suit tao này mi khi này chị nó đâu ở bên lao pi xe này bên lao chỉ pi xe khét này à chơi à la ba tôi ya tam bố bữa đâu pi khét này tiếng của pi khét à la papa này đi china bò tu le à chơi đấy mà tu la papa này tua le china bò tại vì mẹ em nhớ đây nuôi thuê xoa em nhớ đây thằng mẹ ôm mà nuôi này đấy em nhớ đây tiệt tuệ trong tua đây khăm mà xin tiệt lâu pi đấy bữa đâu đấy tiệt gì ra là mà hậu bu tiệt anh nam mà xí đấy tiệt em mi ba bé tiệt em biết khi bé hallelujah đó chứ một tiệt em biết khi tiệt của sâu mà đây s까 của chỉ s까 cái bà làm tiệt bu nãy nhỉ đấy số đấy s까 không chơi bà này mà when you go from the ogwa ya lấy ra đấy anh lấy này tu xả sao bu nó tu rồi đấy anh mình á anh này tu rồi lát xin này đâu mất tu bu tu đấy nó dùng chỉ bài mà mất tu bu đã bị mẹ miết khi qua anh nhớ đấy miết khi này mà ai giác cũng biểu đấy miết khi qua bắt đầu mà cao cho mà biểu bu tụm nháp biểu rồi mà chạy bu cao để biết gì mà cao để biết gì đấy anh nhớ đấy chỉ mà我xả lấy chỉ mà我收嘛miết khi hà đấy chỉ mà em miết khi hà cái bà bu mà cho xong bé đấy anh nhớ đấy lấy ra đấy anh nhớ đấy dốt đấy anh mấy cái sinh ya bắt đầu mà lâu bu chỉ mà rồi in thâu tát ngàn này xí bị xả lấy xả sao rồi áp ye bắt đầu mà miết khi nhá gì mà chắc cái bu anh nhớ đấy tận này anh bây giờ lại nó mà cúi ya gì mà làm bu miết khi ya gì toa đấy miết khi ya gì toa với mà miết khi em nhá nào chi với mà đi lúc bây mà cúi tận này bu mà tam bu mà tháo bu biểu là mà họ buแต่ไม่miết khiว่ายังกงพิวแต่miết khiว่ายังชิมยังโน่เลยบ่เนาะanh nhớ đấy chỉ mà tuอยู่ရတယ်သူတို့လေဆရာလေးနဲ့ဆရာဆောင်ကျမတို့ဆိုငယ်ငယ်ကလေးကနေဘုနော်ယုံကြည်သူမြေယုံဖလာမြယုံကြည်သူဖြစ်လာခဲ့တယ်ဒါပေမဲ့ဆရာလေးတို့ကတစ်ချိန်မှယုံကြည်သူဖြစ်လာပြီမဲ့မြစ်ခင်ကအယမ်းယုံသေးတယ်အယမ်းယုံသေးမှအယမ်းလေးစားတယ်ဒါကြောင့်မို့သူတို့ရဲ့အသက်တာထဲမှာကောင်းစားတာဖြစ်တယ်ဟာလေလုယာမြစ်ခင်ကိုကောင်းမြစ်ခင်ကိုနော်ယုံသေးတော့သူတွေမြစ်ခင်ကိုမောမြစ်ခင်ကိုယုံသေးတော့သူတွေမြစ်ခင်စကားကိုနားထောင်တော့သူမြစ်ခင်ကိုချစ်တော့သူကဘယ်နေရာပဲရောက်တိုးမနေနေမြို့မနေနေဘေးကြောင်မပဲနေနေကောင်းစားချက်ရှိတာဖြစ်ပါတယ်